ဒီအမျိုးသမီးဟာ6ရောက်မြောက်ကလေးကိုမွေးဖွားနေတာကဒါရွက်ဒီတစ်ခါနာကျင်တာကအရင်9ခါပေါင်းတဲ့ဟဲ့တောင်ပေါ်ဆိုးနေပြီးအသက်ပါထွက်တော့မလို့ခံစားနေရတယ်။အင်းရှိမှာတော့သမီး9ယောက်ဟာတခါကြကနေချောင်းကြည့်ရင်အသက်တာဝါဝါမရှိရဲကြဘူး။မွေးဖွားပေးတဲ့လက်တွေကလည်းချွေးပြန်နေပြီးအားဆိုင်ကိုဒီတယောက်သာတားလေးဆိုရင်ညီနောက်ထပ်မွေးစရာမလိုတော့ဘူးလို့အားပေးနေခဲ့တယ်။သမီး9ယောက်ထဲမှာအကြီးဆုံးက14နှစ်အငယ်ဆုံးက3နှစ်ပဲရှိပါသေးတယ်။သူတို့အားလုံးကလည်းမောင်လေးတယောက်မွေးလာပါစေလို့ဆုတောင်းနေကြတယ်။ဒါမှအမေကအဖိုးနဲ့အဖွားရဲ့နှိမ့်နာကိုမခံရတော့မှချစ်တယ်လို့အဖေကလည်းသူတို့ကိုရံမတွေးတော့မှဖြစ်လို့ပါပဲ။ဂျူလီယက်ဆိုတယ်လို့ကျေလောင်နဲ့ကလင်းကိုတန်ထွက်ပေါ်လာပြီးလက်တွေကလိုက်ကောက်လန်ကအတန်ချဲကြီးနဲ့တားလေးဟေ့တားလေးမင်းတို့ဝမ်းမိသားစုအတွက်မျိုးစရရပြီလို့အော်ပြောလိုက်ပါတယ်။ဝမ်လောင်ဟာအယူတယောက်လိုဝမ်းသာအားရခုံပေါက်နေပြီးအခန်းထဲကိုပြေးဝင်သွားပါတော့တယ်။အေးရပေါ်မှာအာရင်ကုန်ခန်းနေတဲ့ဇနီးတဲ့ကိုတစ်ချက်တောင်လှည့်မကြည့်ပဲတားလေးကိုပွေ့ချီကငိုတလဲရဲတလဲနဲ့ငါတို့ဝမ်းမိသားစုရဲ့မျိုးစရရပြီဟေ့လို့အော်ဟင်းနေတော့တယ်။အဲ့ဒီနေ့ကစပြီးသမီးသားစုလုံးဟာဒီမောင်ကလေးကိုပဲခယူးဆိုင်ကြတော့တယ်။အဖေဖြစ်သူကအိမ်မှာရှိတဲ့ဂျုံမုံအကောင်စားတွေကိုသားဖြစ်သူတော့ပဲမုံလို့ဖေးပြီးသမီး9ယောက်ကိုတော့ကျင်းဖတ်နဲ့ပြောင်းမုံမုံချာနေပဲကြွေးခဲ့တယ်။မောင်ကလေးကငငယ်လေးကအလိုလိုက်ခံရလို့စိတ်တိုင်းမကြတာနဲ့ထဆိုးတော့တာပဲ။ဝမ်လောင်ကတားကိုမဆုံးမတေးပြီးသမီးတွေကိုသာမောင်လေးကိုကောင်းကောင်းမပြည့်စုံရကောင်းလားဆိုပြီးဆဲဆူချင်းမောင်းတယ်။အင်းကပင်ဖန်းသမျှအလို့မှန်သမျှသမီး9ယောက်ပေါ်ပဲပုံချလာတယ်။14နှစ်အရွယ်သမီးကြီးတန်းနေရကျောင်းထွက်ပြီးမောင်လေးကိုထိဝက်စာကျွေးထင်းခုတ်အဝတ်လျှော်သမီးချင်းချေရတယ်။နံပါတ်2နဲ့နံပါတ်3သမီးတွေကလဲတဲ့ဆင်းရပြီးနံပါတ်4နဲ့နံပါတ်5သမီးတွေကလည်းအရွယ်နဲ့မမျှအောင်ကျက်စာကျွေးဟင်းတီဟင်းရွယ်ခိုးတဲ့လက်တွေမှာအတမတွေတက်နေရှာတယ်။ဒါပေမဲ့အဖေဖြစ်သူကတစ်ဆက်ကလေးမှမတနာဘူး။သူ့မျက်နှာထဲမှာသားပဲရှိပြီးမို့အကောင်စားမှန်သမျှသားတော်ပဲချန်ထားပေးတယ်။သားလေးကျောင်းတက်ရတဲ့အရွယ်ရောက်တော့အင်္ဂါပိုင်ဆိုင်တာတွေကိုထုခွဲရောင်းချပြီးမြို့ပေါ်ကအကောင်ဆုံးကျောင်းကိုပို့ပြီးခဲ့တယ်။ဒါပေမဲ့သမီး9ယောက်ထဲမှာတော့သမီးကြီးကစာလုံးအနေငယ်တီးတာကလိုပဲကျန်တဲ့သူတွေတခါမှကြောင်းမနေကြရဘူး။အဖေကမင်းကလေးတွေစားတင်တာအဖိုးပဲဒီနေ့ကျရင်တခြားအိမ်ကိုရောက်သွားမယ်သူတွေငါသားကိုထောက်ပံ့နိုင်ရပြီလို့ပဲအမြဲပြောနေရှိတယ်။တခါသားရွာကနေတကားရဲ့မိငယ်ဝေးပေးခဲ့တယ်။အဲ့ဒီခေတ်ကဒါဟာရန်တိုက်ဖို့ရှိရရပါ။နံပါတ်4သမီးကကျမ်းမာရေးမကောင်းပဲအမြဲချောင်းဆူနေလို့အမေဖြစ်သူကတကားရဲ့လဲတိုက်ဖို့လုပ်တာကိုဝမ်လောင်ကလူယူလိုက်ပြီးဒါငါသားအားရှိအောင်တိုက်ဖို့ထားတာမင်းကလေးတွေကဘာတောက်ဖို့လို့လဲအန်ခလိုက်ပြောက်သွားမှာပဲလို့ပြောလိုက်တယ်။သမီးလေးခင်ဗျာထောက်တရာမှာမျက်ရည်နဲ့တစင်းစင်ကြနေပေမဲ့မငူရဲရှာဘူး။သမီးကြီးအသက်20ရောက်လို့အိမ်နှောင်းပြီးတော့ရလာတဲ့တင်နှုံးငွေအောက်လုံးကိုအဖေကတပြားမှမကျန်တားအတွက်အဝတ်စားသက်တွေချုပ်ပေးအရက်ဝယ်ပြီးရွာထဲမှာကြွားလုံးထုတ်ခဲ့တယ်။သမီးကြီးခင်ဗျာမင်္ဂလာဆောင်တဲ့နေ့မှာတော့အဝတ်စားသက်မရှိဘဲဖာထေးထားတဲ့အဝတ်ဟောင်းလေးနဲ့ပဲသူတို့သမီးကုလထိုင်ပေါ်တက်ခဲ့ရပြီးရင်ထဲမှာတော့အလုံးမဲဝမ်းနေခဲ့ရတယ်။နမနဲ့သမီးအိမ်တော်ပြီးတော့လေအဖေကချမ်းသာတဲ့သူကိုပဲရွေးပြီးတားအတွက်အိမ်ဆောက်ပေးဖို့တင်နှုံးငွေအများကြီးတောင်းခဲ့တယ်။နမနဲ့သမီးကရောက်ခမရင်ရောက်တော့လေသူ့အဖေကအပတ်စံခဏခဏတောင်းလို့နှိမ်တာခံရတယ်။ဝါနဲ့လူအိမ်ပြလိုက်ရင်တော့အဖေကမနစ်သိမ့်တဲ့မြင်မောင်လေးကိုမကူညီပဲနားမလဲတဲ့သူလို့ဆဲတယ်တဲ့။နောက်ပိုင်းဒုတိယသမီးလည်းအိမ်ကိုမပြန်ရတော့ဘူး။တားပြသူကတော့အလိုလိုက်ခတ်လို့ခပြိုပါမှစာလည်းမတင်အလိုလည်းမလို့ပဲလူတွေနေနဲ့ပေါင်းပြီးပတ်စံကိုလက်ဖွာခဲ့တယ်။အဖေကမစိုးမလိုက်ပြီးသမီး9ယောက်ထဲကတယောက်ကတားကိုတခွန်းပြောတာနဲ့ဆဲတော့တာပဲ။နောက်ပိုင်းတားပြသူမိမယူတော့အမျိုးသမီးဘက်ကတင်တောင်းငယ်တောင်းတယ်။ဝမ်လောင်မှာပတ်စံမရှိတော့တားကိုအလုတ်ခုတ်ခိုင်းမဲ့အစားသမီး9ယောက်စီလိုက်ပြီးပတ်စံတောင်းတော့တယ်။သမီးကြီးမှာကလေးမွေးသားစားမှုကြက်တဲနေတာကိုအဖေကအိမ်ရှိမှထိုင်ပြီးမတိတတ်တဲ့သမီးလို့ဆဲတယ်။နံပါတ်1သမီးကလည်းရောက်ခမရီစီကနေအတင်တောင်းရတယ်။နံပါတ်3နဲ့နံပါတ်4သမီးကလည်းသူတို့ရဲ့လက်ဝဲရတနာတွေကိုရောင်းပြီးပတ်စံရှာပေးရတယ်။အိမ်အောင်မပြည့်ရသေးတဲ့သမီးအနေဆုံးလဲသူ့ရဲ့ချွေးနှဲစာတွေကိုအကုန်ထုတ်ပေးလိုက်ရတယ်။သမီး9ယောက်ရဲ့စူးစောင်းထားသမျှတွေနဲ့မောင်မေသူကိုမင်္ဂလာဆောင်ပေးလိုက်ပေမဲ့မောင်နဲ့သူ့မိန်းလာကဂျေစုတင်စကားတခွန်းတော့မပြောခဲ့ဘူး။အိမ်တောင်ကျရဲ့လူလားမြောက်မဲ့ထင်ခဲ့ပေမဲ့ပိုဆိုးလာပြီးသူ့မိန်းမနဲ့အတူအဖေအိုကြီးကိုလှုပ်ချွေးခိုင်းနေပြီးအမတွေကိုလည်းပတ်စံအမြဲလိုက်တောင်းနေတယ်။ဝမ်လောင်ကလည်းအမြဲဖက်လိုက်နေစေမို့သမီး9ယောက်မှာဒုက္ခပင်လည်းဝေခဲ့ရတယ်။မကြခင်မှာတည်းဝမ်လောင်လာဟာတားပြသူရဲ့ကိစ္စနဲ့ချွေးမပြသူနဲ့စကားများရင်းစိတ်တိုးပြီးလေထွက်ကဝင်းထဲမှာလဲကျတော့ပါတော့တယ်။စီကံကိုပို့လိုက်တဲ့အခါဆရာဝန်ကအမြန်ဆုံးကူးတာဖို့လိုအပ်တယ်ငွေအများကြီးကုန်ကြမယ်လို့ပြောတယ်။သမီး9ယောက်ကတော့ငိုယိုနေကြပေမဲ့တားပြသူကတော့သူ့မိန်းမကိုဆွဲပြီးနောက်ကိုဆုတ်သွားကအေးဆက်ဆက်နဲ့ပြောလိုက်တယ်။ကျွန်တော်မှပတ်စံမရှိဘူး။အမတွေကအဖေကိုတာဝန်ယူရမှာပဲလေလို့ပြောပြီးနောက်လည်းမကြည့်ပဲထွက်သွားလိုက်တာတခါမှခင်မလာတော့ဘူး။သမီးကြီးက NTB သူ့ရဲ့နေဖောင်းများစွာစုထားတဲ့ပတ်စံတွေအကုန်ထုတ်ပေးတယ်။နမနဲ့သမီးကလည်းသူ့ယောက်ျားဝယ်ပေးထားတဲ့ငွေလက်ကောက်ကိုပေါင်နှံတယ်။ကျန်တဲ့သမီးတွေလည်းဆွေမျိုးတွေစီလိုက်ချီးပြီးပတ်စံစုရတယ်။သမီး9ယောက်ဟာတညာလုံးစုံနေခဲ့ပြီးနောက်ဆုံးမှတော့အဖေဖြစ်သူရဲ့အသက်ကိုကယ်နိုင်ခဲ့တယ်။ကတင်ပြီးမှသမီးကြီးကအဖေကိုခတ်တိုးတိုးလေးပြောလိုက်တယ်။အဖေကောင်းကောင်းနားနေပါ။နောက်ဆိုကောင်းကောင်းမွန်မွန်နေတော့ပါ။အဖေကမောင်းလေးဘက်ကိုဒီတိုင်းဆက်ပြီးပတ်လိုက်နေရုံပဲဆိုရင်သမီးတို့လည်းတကယ်ပဲမတတ်နိုင်တော့ဘူးလို့ပြောပါတယ်။ဝမ်လောင်ရဲ့မျက်ရည်တွေစီးကြလာခဲ့တယ်။အိမ်ပြန်ရောက်တဲ့အခါအဖေဟာလူတစ်ယောက်လူပြောင်းလဲသွားတယ်။တားကိုပါစက်ကမပြောတော့ပဲအမြဲတမ်းအိမ်ရှိမှခိုင်ပြီးသမီးတွေဘယ်တော့ပြန်လာမလဲဆိုတာကိုပဲမျှော်နေတတ်တော့တယ်။ဆောင်းဦးရည်တင်းကြီးရောက်တော့သမီး9ယောက်လုံးအိမ်ပြန်လာကြပြီမဲ့တားဖြစ်သူစီကတော့ဘာတည်းမှမချရဘူး။အားလုံးလည်းတဲ့စိန်အိမ်ဝင်းထဲမှာဝိုင်းကူလူချရင်စီကားနေခဲ့တဲ့ခမင်းဝိုင်းမှာဝမ်လောင်ကသမီး9ယောက်ကိုကြည့်ရင်တုံရီနေတဲ့အတန်းနဲ့跳လိုက်တယ်။အဖေဒီတဲ့လုံးမိုင်မဲခဲ့တဲ့မျိုးဆက်ရဖို့ပဲစိတ်ဆွဲပြီးတားကိုပဲအလိုလိုက်ခဲ့မိလို့သမီးလိုကိုနှိပ်စက်ခဲ့မိတဲ့အခုမှပဲအဖေနားလဲသွားပြီးသမီး9ယောက်ကသာအဖေရဲ့အခိုင်အမာဆုံးသောမျိုးဆက်တွေပါလား။ဒါမှမိသားစုကိုထောက်ပံ့လိုက်တာမဟုတ်ပါဘူး။သမီးတွေရဲ့စိတ်ကပိုနူးညံ့နေပိုပြီးတော့လည်းအားကိုးရတယ်။
မိသားစုတစ်ခုရဲ့ကံကောင်းခြင်းဆိုတာလူတစ်ယောက်ထဲကထမ်းပိုးထားတာမဟုတ်ပဲတမိသားစုလုံးစိတ်တူကိုယ်တူပေါင်းစီမှနှွေးထွေးတဲ့ကိန်းလေးချစ်တာပါလို့ပြောပြီးဇလိုင်းလေးလည်းပြီးသွားပါတယ်ခင်ဗျာ